ပေါ့နော်ဆိုတော့ဆောင်းပြီဟုတ်ပါပြီအဲ့တော့ပါရှင်ဒီနေ့စူးစမ်းပြမှာတော့ပါလေဆိုတော့ငမွေရိုးကြော်လေးရဲ့ပစုံတော့ပဲပေါ့နော်ကိုယ်တိုင်ချက်ထားရတာပါအဲ့ဒါနဲ့စမှာဖြစ်ပါလေအားလုံးပဲစားကြပါဦးနော်ပြန်ရတဲ့နေရာတော့တော့ခေါင်းကိုစားလိုက်မယ်နော်အဆူတောင်းလိုက်မယ်နော်ဝါကိုချက်ကိုကောင်းဟင်းလေးအောင်များစားကြပါဦးလိုက်စားနေပြီလို့အဆူခီးပေါ့နော်ဟာစားကြပါဦးစားပြီပေါ့နော်အဆူတော့စားပြီဘယ်တော့ပုံမှန်ပဲချိုးပြီးသားဆိုတော့လေသူ့ရဲ့နှစ်ကလေးအတက်ပဲဆက်ကြပါဦးနော်ကောင်းနေရောပဲဆိုတော့လည်းထမင်းဝါးတယ်တကယ်ဆိုရင်ဘာကြောင့်လဲမလို့ဘူးပေါ့နော်ဒီဆိုတော့တစ်ကောင်နဲ့ဆိုရင်ထမင်းဝါးတယ်ဆိုတော့ဒီကဟင်းရဲ့အနှစ်တို့ဝပြီးချက်လို့မျိုးနဲ့စမ်းထားတာကိုကြိုက်တယ်ပေါ့နော်သူ့ရဲ့အနှစ်နဲ့တို့စားကောင်းနေတယ်လူကြည့်ကောင်းနေရောပဲဆက်ပါအောင်နော်ငွေလို့ကြောငွေလို့ရောလည်းပဲချက်ပဲကွယ်ဟုတ်အဆူလာစားတော့မထမင်းကုန်ဘူးနော်စားကြပါဦးကောင်းနေရောแล้วก็เนาะนี่เนี่ยอยากกินก็กูกินนะခင်းရပါချက်စားပဲမသိဘူးဆိုလိုက်လို့စားကြည့်နော်ဘယ်သွားကြတော့ပုံမှန်ပင်ကိုချိုးပြီးသားဆိုတော့သူ့ရဲ့အချိုတက်ကလေးရဲ့ခင်းရဲ့အနည်းကစက်တော်လေးမထားနဲ့ဆိုတော့ပိုးချိုးသွားရပေါ့နော်အဲ့တော့ပိုးရောအဆိုးဆိုနေမကောင်းထမင်းတက်ပြီးတော့အခုရဲ့စားမဝင်ပေါ့နော်တော့ပြင်မလို့အခုလိုမျိုးကိုစားချင်တာတော့စားလိုက်တော့ဘာဖြစ်ဖြစ်ထမင်းတက်ပဲကအနည်းဆုံးကုန်တယ်ပေါ့နော်အဲ့ဒါကြောင့်လိုက်လို့စားကြည့်ပါရှင်မမွေးတော့ကျတော့သူလည်းလဲကြော်တယ်ချက်လာတော့သူကတိတ်မချက်ဘူးပေါ့နော်အပူလည်းကြော်ထားတဲ့ခါကျတော့ညတော့အပြည့်ထားလိုက်ခဲ့တယ်လို့ပေါ့နော်မကောင်းတဲ့ခါကျလို့ရှိရင်ခွဲချမ်းလေးနဲ့ပြင်ပြီးတော့ကြော်လေးဟင်းတစ်ခွက်ဖြစ်တယ်ပေါ့နော်ဒါလည်းစားနေလည်းမဖြစ်ပါဘူးရှင်အစိုးရလားမသိနော်အဲ့လိုနဲ့စားကြပါကောင်းမှမယ်ပေါ့နော်အဲ့ဒီတော့ဆက်လိုက်မယ်နော်အမေကစားကောင်းနေတယ်မိရဖြစ်သွားရင်မအောင်နဲ့ဆက်စားပါမယ်ရှင်ကောင်းမှမယ်နော်不是很干锅的。没人在哭了哈，打个电话吧。算现在我去过呢，听得了。这种我们是过来过呢，你咋啥呀？现在天那个病比这多点，天够嘛哩？当然不送了过呢。အဲ့လိုလည်းကောင်းတယ်ပေါ့နော်အခုဆိုကောင်းလိုက်ကုန်ပါပြီ။ဒါမှမဟုတ်ဆွဲဘလို့ဒီကူညီရမှာပဲဆုံးတယ်နော်။အဲ့အမှန်တရားတော့ထွက်နေမှာ